ကဘာကြီးမီးလောင်နေပြီလား AI ကိုဥပဒေနဲ့ချုပ်ကင်တင်ပြီလားဒီပတ်ရဲ့အရန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ကဘာသတင်းတွေကိုကြားဖို့အဆင်သင့်ဖြစ်ပြီလားအရှိအလဲပိုင်းကမီးလောင်မှုကနေတင့်ကိုငိုချင်းအားကြခြင်းဖြစ်စေမဲ့ TikTok ဗီဒီယိုတွေထိအကုန်လုံးကိုဒီမှာဖော်ပြပေးမယ်နော်အီရန်နဲ့အစ္စရေးကြားတင်းမာမှုတွေကခုတော့ပောက်ကွဲလူနေပါဖြစ်နေပြီသတင်းတွေအရ drone တွေပြန်တန်းနေတဲ့အနီရောင်တတိပေးချက်တွေမြည်နေပြီးတစ်ကမ္ဘာလုံးကစိုးရိမ်နေကြရတယ်ဒါကငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့အဆုံးသတ်မလားဒါမှမဟုတ်စစ်ပွဲအသစ်တစ်ခုစတင်တော့မလားစောင့်ကြည့်လိုက်ပါဒီဇလန်းကမပြီးသေးဘူးမှန်ပါတယ်ဥရောပကဖြည်းဖြည်းချင်းပဲစက်ရုပ်သခင်တို့အလိုပြောလိုက်ပြီး AI အဥပဒေအသစ်ကိုအတည်ပြုလိုက်တဲ့အတွက်နည်းပညာကုမ္ပဏီတွေအရှိန်ဟုန်နဲ့လိုက်ရောရမယ်TikTok feeder တွေ chat တွေကြောက်စရာကောင်းတဲ့ဝန်ဆောင်မှုစက်ရုပ်တွေအားလုံးအဆင့်မြင့်တင်ရမယ်ဒါမှမဟုတ်ပိတ်သိမ်းခံရမယ်သုံးဆွဲသူတယောက်ကနောက်ဆုံးတော့ AI ကိုတင်းကျပ်တဲ့မိဘဆန်ဆန်ထိမ့်သိမ်းလိုက်ပြီးလို့ထွေးလိုက်တယ်ကျွန်တော်တို့ကပုံညံရင်းတဲ့အနာဂတ်ကိုဥတည်နေတာလားဒါမှမဟုတ်စီးမြင့်တွေရဲ့ခေါင်းကိုက်မှုတွေပဲရှိနေဦးမလားရဲ့နောက်ဆုံးအစီရင်ခံစာအရပင်လယ်ရေမျက်နှာပြင်ကအရင်ကထက်ပိုမြန်မြန်တက်နေပါတယ်ဘန်ကောက်ဗင်းနစ်နဲ့နယူးယောက်လိုမျိုးတွေမှာမကြခင်မှာရေမျောပြရတော့မယ့်အခြေအနေ TikTok တွေကရေရှမ်းတဲ့အလှဗီဒီယိုတွေလုပ်နေကြပေမဲ့ဒါကတကယ်ဖြစ်လာနေပြီနော်ဒါက fashion လားဒါမှမဟုတ်အသက်ရှင်ရက်တည်ရေးလားနှစ်ခုလုံးဖြစ်နိုင်တယ်2028အမေရိကန်ရွေးကောက်ပွဲကပိုပြီးထူးဆန်းလာမယ်လို့ထင်နေချိန်မှာပဲအရင်ကနီးပညာဘီလီယံနာတယောက်ကရုတ်တရက်ဝင်ပြိုင်မယ်လို့ကြေညာလိုက်တယ်လူတွေကသူ့ကို Elon Musk ရဲ့ညီလေးနဲ့ Silicon Valley ရဲ့ Trump လို့ခေါ်နေကြတယ်တချို့ကတော့စိတ်လှုပ်ရှားနေကြပြီးတချို့ကြလက်နေကြတယ်ဒီလူတကယ်နိုင်မလားဒါမှမဟုတ်ဒါကနောက်ထပ် show တစ်ခုပဲလားဒါတွေကတော့ Trendtainment ရဲ့ဒီပတ်အတွက်ကမ္ဘာသတင်းတွေပါဒီတော့ခင်ဗျားတို့ဘာတွေလဲအီရန်နဲ့အစ္စရေးကအချိန်မီနောက်ဆုတ်နိုင်မလားအစီမင်းတွေအတွက်အဆင်သင့်ဖြစ်ပြီလားဒါမှမဟုတ်စမတ်မီးဘူတွေရဲ့လက်အောက်ခံပါသူများကိုရောက်ရတော့မလားမှတ်ချက်တွေမှာဖော်ပြပေးပါ like နှိပ်ပါနောက်သတင်းအသစ်မတိုင်ခင် share လုပ်လိုက်ပါ Trendtainment မြန်မာမှာပုံမိုသောရှုပ်ထွေးမှုယဉ်ကျေးမှုနဲ့နာမည်ကြီးသတင်းကောင်းစင်တွေအတွက် subscribe လုပ်ထားဖို့မမေ့နဲ့နော်